Pink Floyd ရဲ့ Comfortably Numb တခြင်းကကိုတွေ့အဖြစ်ပြက် True Story တခုကိုအခြေခံပြီးရေးသားထားရဲဆိုတာသိပါသလား1989နယ်လက်ဖျော်ဖြေပွဲမှာ Pink Floyd ရဲ့ bass သမား Roger Waters ကပွဲမစခင်မှာကျမ်းမာရေးချင်းအရန်ဆိုးဝါးနေခဲ့ပါတယ်ဒါပေမဲ့ပွဲကိုလည်းမဖြတ်ချင်တဲ့စိတ်ကပြင်းထန်နေတော့ဆရာဝန်ကကြိုက်ခဲပြောက်စေးပြင်းစားတစ်ခုကိုထိုးပေးခဲ့ပါတယ်ဆေးအရှင်ကြောင့်ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်နေပြီးပရိသတ်နဲ့အဆက်အသွယ်ပြတ်လို့ဖြစ်နေခဲ့က stage စင်ပေါ်မှာ performance လုပ်နေပေမဲ့သူ့ကိုယ်သူ control လုပ်မရတဲ့ feeling ဒီ feeling ပေါ်အခြေခံပြီး Roger Waters ကစာသားကိုရေးသားပြီး melody ကိုတော့ဂီတာသမားဖြစ်တဲ့ David Gilmour နဲ့ပူပေါင်းရေးသားထားတယ်လို့လေ့လာတွေ့ရှိရပါတယ်ဒီတစ်ချင်းမှာ David Gilmour ရဲ့နာမည်ကျော်ဂီတာ solo နှစ်ခုပါဝင်ပြီးအထူးသဖြင့်ဒုတိယအပိတ် solo ဟာဂီတလောကရဲ့အကောင်းဆုံးဂီတာ solo တစ်ခုဖြစ်ပရိသတ်တွေနဲ့ဝေဖန်သမားတွေကမကြာခဏရွေးချယ်လိရှိကြပါတယ်အဖွဲ့ဝင်များကြားပြပခတချင်းကိုတန်သွင်းရမှာ Gilmour နဲ့ Waters တို့ကြားကဘော်ဒါကိုလဲမှုတွေရှိခဲ့ပါတယ် Gilmour ကပို့ပြီးတော့ rock ဆန်တဲ့ပုံစံမျိုးလိုချင်ပေမဲ့ Waters ကတော့တန်ဆုံတီးဝိုင်း orchestra ပုံစံမျိုးကိုပိုနှစ်သက်ခဲ့ပါတယ်နောက်ဆုံးမှာတော့နှစ်ဦးစလုံးသဘောတူတဲ့အတန်ပုံစံကိုပေါင်းစပ်ပြီးအတန်သွင်းခဲ့ကြတာဖြစ်ပါတယ်ဒီတချင်းဟာ2005ခုနှစ် Live 8ဆိုတဲ့ concert မှာ Pink Floyd အဖွဲ့ဝင်၄ဦးစလုံးနောက်ဆုံးတစ်ချိန်အတူတကွဖျော်ဖြေခဲ့တဲ့နောက်ဆုံးတစ်ချင်းလည်းဖြစ်ခဲ့ပါတယ်ဒီလိုမျိုး music history တွေ band story တွေကိုကြည့်ချင်ရင် follow လုပ်ထားကြဖို့လည်းမမေ့ကြနဲ့နော်